Top Thai Influencer တော့2025 Fashion Week ကိုသိမ်းပိုက်ခဲ့တဲ့လင်းအောင်အားလုံးပဲမင်္ဂလာပါရှင်။ Papara School ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Dior Gallery ရဲ့ဂုဏ်ယူစရာကောင်းတဲ့ record လေးလာပြီနော်။ Top Thai Influencer တော့2025 Fashion Week ရဲ့နံပါတ်1နဲ့2နေရာကိုတို့ရဲ့ online နဲ့လင်းလင်းတို့ကရရှိသွားခဲ့ပါတယ်။ GL drama တွေကြော်ကြားလာတာနဲ့အမျှတရုတ်ဆောင်တွေလည်းအနောက်နိုင်ငံအပါအဝင်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြော်ကြားလာတဲ့အခါ Fashion Week တွေမှာထိုင်းအမှုပညာရှင်တွေကိုဖိတ်ကြားလာကြပါတယ်။ဒီအထက်မှာလင်းအောင်ကလည်းရှေ့ဆုံးကနေလမ်းဖောက်ပြီးတဲ့အတွေ့အလေးတွေဖြစ်ပြီး brand ပေါင်းများစွာကဘာကြောင့်လင်းအောင်ကိုမျက်စိကျနေရတယ်လဲဆိုတာသက်သေပြနေခဲ့ပါတယ်။ဒီစီးရဲ့နံပါတ်1နေရာကိုတော့အော်ဟာ EMV ဒေါ်လာ 18.4 သန်းနဲ့ရရှိသွားခဲ့ပါတယ်။အော်ဟာဒီရာသီအတွက်ထိုင်းအမှုပညာရှင်တွေအားလုံးထဲမှာအမြင့်ဆုံး EMV ကိုပိုင်ဆိုင်ခဲ့တာပါ။အော်ရဲ့ Dior Women's Wear AW25 show ဟာ post ပေါင်း16ခုကနေ engagement rate 104ရာခိုင်နှုန်းအထိရရှိခဲ့ပြီးအော်ရဲ့နိုင်ငံတကာဈေးကွက်အထိလွှမ်းမိုးနိုင်မှုဟာဘလောက်ကြီးမားတယ်လဲဆိုတာဖော်ပြနေပါတယ်။နံပါတ်2နေရာမှာတော့လင်းလင်းကွမ်က EMV ဒေါ်လာ 19.2 သန်းနဲ့ရပ်တည်နေပါတယ်။ထိုင်းဟောင်ကောင်ဆက်မင်းသမီးလေးလင်းလင်းက post ပေါင်း14ခုကနေဒီလောက်များပြားတဲ့ EMV ကိုပိုင်ဆိုင်ခဲ့တာပါ။လင်းလင်းရဲ့ Instagram နဲ့ TikTok ကလည်းနိုင်ငံတကာပရိသတ်ကြားမှာရည်ရွယ်စားနေတာကြောင့်လက်တွဲကျင်တဲ့စီးပွားရေးလုပ်ငန်းတွေများပြားနေပါတယ်။လက်ရှိမှာလင်းအောင်ရဲ့ Only You Series လေးပြသနေပြီးကမ္ဘာတဝန်းအကြီးအကျယ်အောင်ပွဲခံနေပါတယ်။အမြဲတမ်းဂုဏ်ယူနေရတာပါပဲကောင်းပါလေတို့ရေ။